TNB Audiobook Channel ကိုစောင့်မျှော်နှားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးဆရာကြီးတန်းဆွေရေးသားထားတဲ့ချစ်ကြီးမပြေဆိုတဲ့ဇာတ်လမ်းလေးရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တိတ်ကျေးဇူးတင်တာပဲဆရာကတော့ရေ။ဆရာကတော့ကျေးဇူးလိုပြီးဒီတစ်သက်မှာဆက်လို့ကုန်နိုင်တော့မယ်မထင်ပါဘူး။စိတ်ထဲဝမ်းတွေကလှလိုက်လည်လည်ထွက်ပေါ်လာကြတဲ့ကျေးဇူးစကားတွေဟာဆရာကတော့ခင်မေတွေ့ရဖို့မကြမကြကြားနေကြဖြစ်တဲ့အတိုင်းကြားရပြန်နေဝင်လူစဲနေမိမှာကောင်းဆောင်မထုံးလင်းနိုင်တော့ပြီဖြစ်တော့လောကအတွက်ကိုယ့်ရဲ့ဆောင်ကမှုရင်ရဖြစ်လို့နေတာခင်မေတွေ့ရမောင်ရိပ်တန်းနေတဲ့အိတ်ကမ်းမရင်းပေါက်ကအပြင်ဘက်စီကိုငေးမြော်ရင်းနေအသက်ချမ်းသာရသွားတဲ့ဝေဒနာရှင်တက်သူ့ကိုပြုစုကြတဲ့သူတွေရဲ့ဝမ်းသာခြင်းကများပိုလျော့သလားအဲ့လိုတွေးနေမိတယ်ဧည့်သည်ဇနီးမောင်နှံရဲ့တားရင်သူရကြောင်မဲ့ဖွေရစိုးသွမ်းလှစားသောချောင်းဆိုးသွေးပါယောဂဆွဲကပ်ခဲ့တဲ့အတွက်ခင်မေတွေ့ရဲ့ခင်မွန်းဖြစ်သူဒေါက်တာဝင်းမောင်အုပ်ချုပ်ဖွင့်လှစ်ထားတဲ့ဈေးုံမှာကုသခဲ့တယ်။သူတို့ရဲ့ကျင်းဝနိုင်တဲ့တားရဲ့တနာမှာယောဂပြောက်ကွင်းတေရင်းကလုတ်ကင်းခဲ့ခြင်းဝမ်းသာလို့မဆုံးနိုင်ဘူး။ကျေးဇူးတွေဆက်လို့မကုန်နိုင်လောက်အောင်ထင်မြင်တော့ဒေါက်တာဝင်းမောင်ကိုထိုက်တန်ရအဖိုးအခါပူဇော်ခဲ့သည်သာမကခင်မေတွေ့ကိုတော့လက်ဆောင်မနာမျိုးမျိုးတို့နဲ့ကျေးဇူးဆက်ကြတယ်။မိမိတို့ရဲ့စွမ်းဆောင်ချက်ကြောင့်စိတ်ချမ်းသာရာရသွားသူတို့အတွက်ဝမ်းသာတယ်လို့ဖြစ်မိတော့မိဘတို့ရဲ့မြတ်တာကိုကိုချင်းစာမိပြန်နေဒေါက်တာဝင်းမောင်ကလမ်းထဲမှာစေပညာဒီဂရီယူခဲ့ပြီးရန်ကုန်မြို့စွန်စစ်ညံရရက်ကွက်မှာမိမိအထိုးတက်လဲလိုက်စားလေးလာခဲ့တဲ့ချောင်းစိုးသေးပါအစုံယောဂစဟာတွေကိုကုသတဲ့ဆေးရုံကလေးဖွင့်လှစ်နေခဲ့သူဆိုတော့အသက်40ကျော်အရွယ်ထင်မော်ကျော်သားသူတယောက်ဖြစ်တယ်ဆေးရုံဝင်ခဲ့ဒီမှာရခိုးထီသော10နှစ်တွင်များများလားစွာဝေဒနာတွေရဲ့အသက်ကိုကိစ္စခဲ့တယ်မကြမ်းမမာဖြစ်နေတဲ့သူတွေကိုလူကောင်းမကတိဖြစ်သွားစေလို့ကောင်းစွာလောက်ကင်စားနိုင်တဲ့အထိစွမ်းဆောင်နိုင်ခဲ့တာတွေစဉ်းစားမိရင်ခင်မေထွေးကအဲ့လိုပညာရှင်တို့ရဲ့ဇနီးကျင်ဟာဖြစ်လာရခြင်းကိုဂုဏ်ယူမိတယ်။ဟုတ်တယ်။ကိုဝင်းမောင်ကများစွာသောလူတစုအတွက်အသက်တကယ်ကျေးဇူးရှင်ပဲ။သူကဝေဒနာရှင်ရဲ့အသက်ကိုတင်မင်းလက်ကဆွဲယူခဲ့တယ်။ဒါပေမဲ့အေကန်ကမှောင်နဲ့မေမေဖြစ်ခဲ့တယ်။သူကငင်းနေရမခွာသေးဘူး။စီမံမှန်းတယ်လို့တကိုယ်လေးပြောတယ်။ဒါပေမဲ့အထွေးရဲ့အသက်ကိုတော့မကယ်ခဲ့ဘူး။မကယ်ခဲ့ဘူး။အထွေးရဲ့အသေးနှလုံးတွေကိုထုတ်ယူပစ်တယ်။အထွေးကိုအရှင်လက်လက်လူသေးဘဝဖြစ်အောင်အထွေးရဲ့ဝိညာဉ်တွေကိုစုပ်ကြည်ထားတယ်။တကယ်ပဲအထွေးပေါ်မှာမတက်ညာခဲ့ဘူး။အတူကလေးကိုမွေးပြီးကြတဲ့ကအခုထိအောင်သူများအပေါ်မှာတနာတက်သလောက်အထွေးဆိုရင်မကျင်နာခဲ့ဘူးရက်ဆက်ခဲ့။ရံမပြုတ်ခဲ့တယ်။မမလေးအိမ်တွင်းကခေါ်ရင်းထွက်လာတဲ့အစီကန်တော်ကြီးရဲ့အတန်ကကြောင်ရုပ်ပေါ်မှာငြိမ်သက်စွာရှက်ရင်ငင်းနေတဲ့ခင်မေထွေးကိုလှုပ်ရှားစေတယ်။ဘာတော့မေကျော်ရဲ့ဘာလို့မလို့လဲ။ထမင်းဝဲပြင်ပြီးပြီလေ။ထမင်းမစားသေးဘူးလား။စားတာပေါ့။ဒါထက်အတူတယောက်ကောအတူသူ့ခန်းထဲမှာစားကြည့်နေတယ်။ဟုတ်လား။သွားနေလေ။ကျမလာခဲ့မယ်။ထောင်ထောင်ဝင်းမောင်ရဲ့ဆေးုံကအိမ်ရဲ့တပတ်ချံကြီးထဲမှာရှိတယ်။နနက်စသောတွေကအလုပ်ခွင်ကိုသွားရတဲ့ဒေါက်တာဝင်းမောင်မှာနနက်ပိုင်းကော်ဖီတောက်ချိန်မှသာအိမ်မှာရှိတတ်တယ်။လူမမာတွေအတွက်နေရောညပါကြိုးစားအထောက်လှုပ်လှုပ်နေရသူဒေါက်တာဝင်းမောင်အတွက်မနက်စာရောညစာပါဂျိုင်းနဲ့ပိုးကင်းရသည်သာမကညီနဲ့မိုးချိုးကြီးအလုပ်စကမ်းမရက်ပဲအုံးဆက်ရအောင်တော့သတိမရလီတရားဆေးရုံမှာပဲညအိလို့ပြန်မလာတဲ့ရက်တရလည်းမရှိတွက်နိုင်တော့ဘူးကာလရှည်ကြာလို့ထုံးဆက်မှဖြစ်နေတဲ့အတွက်ခင်မေတွင်းနဲ့ဒူတို့ဖို့မှမထူးခြားလာတော့လေတေးသေးချာချာတွေးကြည့်ရင်အလွန်အောင်စိတ်ပြက်ဖွယ်ရာအိမ်တော်ကြီးပဲဖြစ်တယ်အမှန်ပဲခင်မေထွေးကချင်းသေးလက်တွင်ကိုတက်ဆင်းနေရတဲ့ရုံးစငယ်ဘမှာတနာစရာဖြစ်လာတယ်တကယ်လို့ဒေါက်တာဝင်းမောင်အိမ်မှာရှိနေရင်လေလင်းများအဖြစ်နဲ့ကြည်ကျင်နာနာချွတ်ချွတ်သားသားလောက်ကုပြင်မှာမရှိခဲ့ဘူးမပြောမဖြစ်တဲ့စကားတစ်ခုသုံးခုမှတော့အဆုံးသက်လို့ကိုလို့ဆရာရှိရဲ့ကိစ္စအောင်သာလုပ်ခဲ့ကြတယ်အသက်14နှစ်ကျော်ကျော်ရှိခဲ့တဲ့အတူကမိမိရဲ့မိဘတွေနေထိုင်ပုံနဲ့ကျောင်းနေပဲတငယ်ချင်းတွေရဲ့မိဘတွေနေထိုင်ပုံနှိုင်းရှင်လို့မိမစဉ်းစားကအားငယ်လေးမှလေးဆိုပြီးတွေးမိတဲ့အခါခင်မေတွေကအတူပေါ်မှာအရာရာမှာအလိုလိုက်ကအကြိုက်ပြူခြင်းသာဖြင့်စိတ်သက်သာအောင်နေမိတော့တယ်အဲ့လိုအိမ်တော်ရဲ့အစမပြေခြင်းကမြေသူရဲ့စိုးသွမ်းချက်ကြောင့်ပါလေဒေါက်တာဝင်းမောင်လောခင်မေတွေးလောမဟုတ်ဘူးနှစ်ယောက်စလုံးချစ်လွန်းလာလို့အိမ်တော်ပဲပြုတ်လာကြတယ်မဟုတ်ပါလုံးတယောက်နဲ့တယောက်ချစ်လျက်နဲ့ပဲဒီစိတ်ပြက်ဖွယ်အိမ်တော်ကိုပြောင်းလာခြင်းပဲတို့ဖြစ်ပါကတရက်ခန့်ကကိုမြင့်တန်ဖြစ်လိမ့်မယ်မဟုတ်ဘူးသူဘာမှမသိရှာဘူးခင်မေထွေးရဲ့ရှင်တွင်မှာအစင်ကင်းရောင်းလေးရဲ့ရှိတဲ့သဘောကောင်းမနှောပြူပကြီးစရာကိုမြင့်တန်းရဲ့အကြောင်းတွေးမိရင်ခင်မေထွေးရဲ့ရှင်တွင်မှာဟာတာတာဖြစ်ရကမျက်ရည်စာတွေဖျားလာတတ်တယ်မနေ့ကပဲကိုမြင့်တဲ့အကြောင်းနဲ့ပတ်သက်လို့မိမိတို့လင်မယားကြက်ကွက်စဖြစ်ခဲ့ရသည်ကိုသတိရမိသေးတယ်ဗတ်ပြီးပြီမဟုတ်လားဟိဆံဝဝိတ်ရှိကိုဝစ်လို့တက်လာတဲ့ဒေါက်တာဝင်းမောင်က
ခင်မေတွေ့ကိုပြုံးစစ်စစ်မှုရနေမိတယ်။ဘာလို့ဆိုလိုတယ်မသိတဲ့ခင်မေတွေ့ကလင်းတော်မောင်ရဲ့မျက်နှာသားကိုသာစိုက်ကြည့်နေမိတယ်။အထွေးတော့လွမ်းနေပြီမဟုတ်လား။ဒေါက်တာဝင်းမောင်ကမျက်မှန်ကိုင်းကိုပြေးတင်ရင်လှောင်ရည်နေပြန်တော့ခင်မေတွေ့ကဒေါပွားမိတယ်။ဘာလဲဘာလို့လွမ်းရမှာလဲ။ဘာစကားပြောနေရလဲနားမလဲဘူး။ဘာမှလည်းမပတ်ဘူး။အိုးဟိုဒေါသမကြီးနဲ့လေဒီနေ့သတင်းစာတွေကသတင်းတိုးတစ်ခုကိုပြောတာပါ။ဘာလဲဟိုသတင်းစာတွေကဘာသတင်းလဲ။ခမတို့ရဲ့တိမ်မြုပ်နေရဲ့ပကြီးဆရာကြီးရဲ့သတင်းမော်အစအဆုံးပြောရမှာခက်တယ်လို့ဒေါက်တာဝင်းမောင်ကအိမ်တွင်းကသတင်းစာရဲ့ကောင်တစ်ခုကိုထုတ်ပြီးခင်မေတွေ့ရဲ့ရှိရှိစပွဲပေါ်ကိုပြစ်တင်လိုက်တယ်။တိမ်မြုပ်နေရဲ့ပကြီးဆရာအဲ့လိုခင်မေတွေ့ဟာစိတ်ထဲမှာရှိယုံမိတယ်။ပကြီးဆရာကိုမြင်တဲ့တယောက်တိမ်မြုပ်ပြောက်ွယ်သွားခဲ့တာ2 လတော့ကြာခဲ့ပြီ။သူ့ရဲ့နေထိုင်ရာဒေသမှန်ဘယ်သူမှမသိသလောက်ဖြစ်နေခဲ့ရမှာ။ရခုမှတစ်ဖက်နေရာမှန်ကိုသိကြရတဲ့အတွက်ကျင်ညာချင်းမြင်လောဆိုပြီးတွေးမိတယ်။ဗတ်လေဗတ်ရင်သိမှာပေါ့။အဲ့လိုဒေါက်တာဝင်းမောင်ကခင်မေတွေ့ရဲ့စိတ်ကိုရှင်းမိရနေပြောတော့မှသတင်းစာရဲကိုဖြန့်လို့ကြည့်မိတယ်။သတင်းစာရဲကိုကင်ထားရင်းနဲ့ခင်မေတွေ့ကငိုင်းနေမိတယ်။အမှန်ပဲအဲ့ဒီသတင်းကခင်မေတွေ့အတွက်စိတ်ဝင်စားပဲဖြစ်သလားဘဝင်မအေးနိုင်ခဲ့ဘူး။သတင်းကတူတူလေးပဲ။တိမ်မြုပ်ပြောက်ွက်လေးရဲ့ရှိသောကျွန်တော်တို့၏နိုင်ငံကျော်ဘီလက်ပြန်ပကြီးစရာကြပြစရာဦးမြင့်တန်းသည်ကျောင်းစိုးသေးပါအဆုတ်ရောဂါဆွဲကပ်နေခဲ့သဖြင့်တဝင်းနေမမကန်ပင်လယ်ကမ်းရှိရှိတဲခွင်တွင်ပင်မဲစင်းရဲကြီးစွာဝေဒနာခံစား၍တယောက်တည်းတင်းနေခဲ့ရမှာလွန်ခဲ့သောရက်မကြာမီကမူတဲခွင်မှပျောက်သွားပြန်ရာဘယ်ရက်သို့ထွက်ခွာသွားသည်ကိုမသိခဲ့ရကြောင်းကရောက်နေသည့်ဝေဒနာကလုံးဝမြောင်လို့ဝယ်မရှိတော့သဖြင့်မိမိကိုယ်ကိုယ်တော်တက်လို့တေးလိမ့်ပြီလုံးလို့တွေးတော့เสียဖြစ်နေတော့ကြောင်းဤကဲ့သို့ပညာရှင်တို့ဆုံးရှုံးရခြင်းမှာကျုံတို့အဖို့ဝမ်းနဲ့ဝယ်ရပဲဖြစ်ပြီးကြောင်းကိုမြင့်တန်ရဲ့ဖြစ်တွေကြောင့်စိတ်မတန်တာဖြစ်မိတဲ့ခင်မေတွေကနဘေးမှာဒေါက်တာဝင်းမောင်ရှိနေသည်ကိုတော့သတိမမူနိုင်တော့ပဲဟင်းကနေတက်ပြင်းချလိုက်တယ်အဲတော့မှဒေါက်တာဝင်းမောင်ကတနာစရာကောင်းလိုက်ပါပြီကွာဆိုပြီးယောက်ျားတက်မင်းငေါတော့ပြောပြီးခနဲလိုက်သည်ကိုလည်းအရေးမယူနိုင်သေးတာမကဟုတ်တယ်ယောဂကလည်းအတော်ပဲမသက်တာဘူးဆိုပဲအဲ့လိုတော့ထပ်မှန်လို့ပြောမိတယ်ဘာလဲမင်းကငါ့အောင်များကိုယ်စီကျင်သေးလို့လားခင်မေတွေ့ရဘာမှပြင်မပြောတော့ပြီမျက်ရည်တွေဝဲနေရဲ့မျက်လုံးစုံနေတာလင်းတဲ့ကိုငေးကြည့်နေရှာတယ်ငါတို့ကဒီလိုပြောစီစီနဲ့အနှုတ်သမားတွေကိုမလို့ချင်ဘူးကွာဘသူကဒီလိုအကောင်မျိုးကိုလာပြီးတနာဒေါက်တာဝင်းမောင်ကရန်သူနဲ့စကားပြောနေသူဘာမှတင်းမစွာဟင့်ရော်လို့နေတယ်ထွီငငယ်လေးတွေကခင်မလာတဲ့တငယ်ချင်းကိုလားတက်ဆောင်ဟုတ်တဲ့တရိတ်ဆန်လိုအကောင်အဲ့ဒီခိုက်တဲ့ဒေါက်တာဝင်းမောင်ကလူတကာတို့အသက်ကိုကဲဆင်နေသူတယောက်အဖြစ်ပြောမြုံနိုင်အောင်ဖြစ်နေတယ်ဒေါက်တာဝင်းမောင်ရဲ့ပြင်းထန်လာတဲ့စကားလုံးတွေနဲ့ပြန်လည်အော်ငေါ့နေပါကအဲ့ဒီတန်နင်းနာဝယ်စကားတွေသာထွက်လာအောင်ပါဆိုတော့ခင်မေတွေကသတင်းစာကောက်ကိုဇွဲပေါ်တင်ရင်သူပြောသမျှငုတ်ကန်နေရကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ဘူးကွန်မြူနတီနဲ့ပတ်သက်လို့လာရင်ဒေါက်တာဝင်းမောင်ကအင်းနီးနေပြီကဲဘာပြောချင်သေးလဲဒေါက်တာဝင်းမောင်ကတယောက်တည်းရှံပြရကရက်စဲစာပြုတ်လာတယ်ခင်မေတွေကတိတ်ဆိတ်လို့ပဲဒါထက်ကောင်းလေးရောကျောင်းကမလာသေးဘူးလားအခန်းကိုခောက်တော့ခောက်မြန်ရှောက်နေတဲ့ဒေါက်တာဝင်းမောင်ကတပတ်ကလဲလို့အပြစ်ရှာရင်စကားဆခြင်းလုံးအတူလားမလာသေးပါဘူးလာခါနီးပါပြီမင်းသူ့ပေါ်မှာအလိုလိုက်လို့နေသူကမျက်မှန်ကိုင်းကိုချွတ်လို့တဖန်ပြန်လို့တက်ပြန်နေဒီကောင်လေးအတွက်ကြီးပွားဝလန်းနေကြံထားတယ်သူ့ကိုကြိုးဆိုင်ပါသူနဲ့ပတ်သက်တဲ့စကားဆက်နေမကြားမိဘူးလားဟမ်ဘလို့စကားတွေများပါလိမ့်သူလည်းဟိုကောင်လို့လာတာပဲမင်းကတော့ဝမ်းသာမှာပေါ့ဒါပေမဲ့ဒေါက်တာဝင်းမောင်ရဲ့သားဟာဒီလိုကလေးကောကောင်စားမျိုးဖြစ်သွားရမယ်ဆိုတာသိပြဖို့ကောင်းတယ်မြင်တမ်းနဲ့မတူဘူးလားကြပြာနဲ့စာဒီစာကုန်းမှာအတော်ဆုံးနေပကြီးမလည်းလက်ရမြောက်တယ်ဟိုခွေးကောင်ငယ်ငယ်ကနေတတိယရဲပဲဒေါက်တာဝင်းမောင်ကပြောလို့အားရသွားတဲ့အလားခင်မေထွေးရဲ့အပြေကိုတော့မစောင့်တော့ပဲကျတော့ကိုပြင်းပြင်းနေထွက်လို့စိတ်ုံဘက်ကိုထွက်သွားတယ်မနေ့ကအဲ့လိုဖြစ်ခဲ့တာကိုတတိယမိတဲ့ခင်မေထွေးကအတူရဲ့အခန်းတွေမှာရပ်နေမိတယ်အတူကကိုမြင်တန်းနဲ့တူတယ်လို့ဆိုပါကအကျင့်မူရဝါသနာမကရုပ်ရည်လည်းတူလာပြီတယ်ဘာကြောင့်တလို့တူနေရတာခင်မေထွေးစဉ်းစားလို့မရခဲ့ဘူးတလို့ရုပ်ရည်ကစလို့အစသရာတူနေခြင်းရပြီခင်မေထွေးနဲ့ဒေါက်တာဝင်းမောင်တို့အကြောင်းမှာတန်တရားပွားများကြောင်းပဲဖန်တီးရကြိုးစိုးပဲဖြစ်တော်တယ်လူလေးအတူခင်မေထွေးကတကားကိုပွင့်လုံးဝင်ခဲ့တယ်အတူကစာအုပ်တုပ်ကိုဖတ်နေရကရုတ်တရက်မျက်နှာပြတ်သွားပြီးကြပြကြရဆွဲပေါ်ရှိစာအုပ်ထက်အောက်ကိုဖတ်နေတဲ့စာအုပ်ဝှက်လိုက်တယ်ထူးခြားတဲ့သားရဲ့မူရကိုခင်မေထွေးအကဲခတ်မိတယ်တပြေးပြေးမှစုံစမ်းတော့မယ်ဆိုပြီးစိတ်ပိုင်းဖြတ်လိုက်တယ်လူလေးပဲကျဲရောက်နေမှန်းတော့မသိဘူးဒီနေ့ထောပတ်ငမျောသည့်ရဲ့လက်ဆောင်ရထားတယ်လူလေးတမင်းစားတော့မလားဟုတ်ကဲ့ရောက်နေရကြပါပြီမမေကိုမနှောက်ယှက်ချင်တာနဲ့တက်တိတ်ကလေးတက်လာခဲ့တယ်
အော်ဒါထက်အခုစာချက်နေရလားခင်မီတွေ့ရအေးစစ်စာပြောရင်းနဲ့အတူနေပိရှိကလေးတိုင်းမှာဝင်ထိုင်လိုက်တယ်အတူဟာစိတ်မလုံသလိုဖင်တွေ့ရဖြစ်နေတယ်ဘာစာအုပ်တွေများဖတ်နေပါလိမ့်ခင်မီတွေ့ရစာအုပ်ထက်ကိုအကဲခက်သလိုကြည့်လုံနေတယ်အိုးစုံလို့ပါပဲမမီရဲ့ကဲထမင်းမစားရသေးဘူးလားမမီစားလာပြီထမင်းစားချိန်တော့ရောက်နေပါပကောဆိုရဲဆိုလိုချက်နဲ့အတူဟာပြောတယ်အင်းလေစားကြည့်တာကောင်းတော့ကောင်းပါလေဒါပေမဲ့တိတ်လွန်လွန်တော့လူဥပတ်ပေးတတ်တယ်အတူလက်ဓာတ်တွေသိတာပဲအဲ့လိုခင်မေတွေ့ရပြောဆူဆူဖြူနုရဲ့လက်တွေနဲ့ဇွဲပေါ်ရှိမဂဇင်းစာအုပ်တွေနဲ့ကျောင်းသောစာအုပ်တွေကိုတစ်ခုပြီးတစ်ခုဆွဲယူကြည့်လိုက်တော့အိုးမမင်းကလေအဲ့လိုသူဟာပြက်ခနဲ့ထားလို့ကမန်ကနန်ခင်မေတွေ့ရလက်ကိုဆွဲကင်ထားတယ်ဘာရှိလို့လဲလူလေးရဲ့အတူဟာဘာမှပြန်လို့မပြောမမေကတော့မသိစီရဘူးလားကွယ်ခင်မေတွေ့ရတောင်းပန်တယ်လို့ပြောပြနေအဲ့ဒီပျက်စီးလေစိတ်နှုတ်နေတဲ့လူလင်ငယ်ကမမေအပေါ်မှာလှုပ်ဝက်ထားရဲ့အကြောင်းမရှိတဲ့လို့တွေးတင်မိတယ်မမေကတော့အသိမပေးဘူးလားအတူဒီလိုအုံမုန်းတော့မလုပ်နဲ့ကွယ်ဝင်းဝင်းပြောပါစောင်းပဲမှုတ်လားဟုတ်ဘာစောင်းမို့လဲကွစောင်းတဲ့အောက်မှာပကြီးကားစောင်းနှုတ်ကိုတွေ့ရတယ်အရောက်စောင်းတည်ပါလားအဲ့လိုပြောရင်ဆွဲယူမိတဲ့ခင်မေထွေးဟာစောင်းကိုလွတ်ကြမသွားမနေသတိထားရတယ်စောင်းကသူ့ရဲ့အသေးဆွေမြစ်တာရှင်ပကြီးစရာကိုမြင့်တန်ရဲ့ပကြီးနဲ့တကွတော့ကြပြားစောင်းမှုတ်ပါလားစောင်းကိုလှမ်းလိုက်တာနဲ့တပြိုင်နက်တွေ့ရတာကတတိယဝေယယနေ့တိုင်မမေ့နိုင်သေးတဲ့ကိုမြင့်တန်းရဲ့လက်ရရေစိမ်မှာတော့ခင်မေထွေးဘက်ကစိတ်မလုံသလိုဖြစ်နေတယ်အတူဟာငိုင်းနေတဲ့မိခင်ကိုအဟမ်းသိစွာကြည့်မိတယ်စောင့်မျှော်နေသွားနေခဲ့ပါတယ်ရောက်နိုင်မရှိပြိုထားမိအောင်မကြည့်လျက်ပင်နေစီရမည်ဒီမောင်ဆွဲကနေခဲ့တာတီထက်ရန်အားကစမ်းတော်လာသည်ရင်မာပွင့်ရန်ခင်းရင်မှန်လေတိညံမရှိလူအန်နီကဆွဲမိဆွဲရနေလီရှာတီပမာတို့တူသူနဲ့ငါတို့ဖူးစာမစုံကွဲခဲ့ထုံလေအာယုံမပြတ်ရမက်ကြီးစွာချင်းငွေဖြာခဲ့ကျမနေစွာငါဘဝကကဲမမြည်သူဝေးခဲ့ပြီမဖြေတက်တက်ပြီမဖြေတက်တက်ပြီစုပြေဆုံးစီဒီဦးမာလာကြည်နူးဝယ်လေပြေတွေ့ပြန်တော့ခွန်ရွက်ကညိမ့်ညိမ့်ညောင်းရင်နဲ့ခေါင်းလောင်းတန်ချိုချိုအေးတို့ကဆွေးစိတ်ဖို့ရီကျင်းတော်ကင်းမလို့ပြင်းရည်ဝယ်လူစကမ်းမှဖြင့်ရွှင်လန်းဝယ်မူရဆုံနေပြူငါစွာကျင်းတော်ပွားသူလေရှောင်းရှောင်းပွေကြားလီဝေးပြီမှုတွေးမိတိုင်းဖြစ်မစီမကြည့်ခဲ့နှလုံးတွေးဆုံကွဲမလွဲတမရာပြီးမှုတချော်ကဒီဘဝတွင်ဖြင့်ခင်နဲ့မောင်ဝေးရှာကြတော်လေဘဝစဉ်ဖြစ်လေတိုင်းမှလားမဆိုင်မိန်မေနမပြူနှင့်တွေ့ရရင်ကျုံရည်တန်၍ဇေဒီယန်ထန်တော်ပါမှလားညွတ်တော်ကစွတ်မွန်ကောင်းကိုတောင်းခဲ့မောင်ဖုံကိုမြင့်တန်းရဲ့ကြပြားစာစုတွေကခင်မေထွေးရဲ့တီးရီနွမ်းနေရဲ့အသေးဆိုင်တွေကိုမကြည့်တီးနဲ့ပန်းစီကြပြီကိုမြင့်တန်းဒီလိုကြပြားမျိုးရုပ်မျိုးဆွဲရဲလောက်အောင်ကြေခွဲပြာကိုဖန်တီးလာခြင်းကမိမိနဲ့မကင်းလို့တွေးမိပြန်နေဟိုစင်ခါကတော့ဒေါက်တာဝင်းမောင်နဲ့ခင်မေထွေးရဲ့အိမ်မှာကိုမြင့်တန်းရဲ့ကြပြားစာအုပ်တွေရုပ်တွေနဲ့ပြည့်နှက်လျက်ရှိတယ်ရှိကုန်းကမှကိုမြင့်တန်းရဲ့လက်ရာဆိုလို့စိတ်မော့စရာတော့မရှိတော့ဘူးတကယ်လို့အိမ်တနေရာမှာကိုမြင့်တန်းရဲ့ပစ္စည်းတစ်ခုကိုတွေ့ရှိရင်ဒေါက်တာဝင်းမောင်ကမီးရှို့ပြတ်မှမလွယ်ဘူး။ဘာကြောင့်အတူကဒီကိုမြင့်တန်းရဲ့စာအုပ်ကိုမှဝယ်ခဲ့လေရလဲ။အောက်ဆိုင်မှာတွေ့ရနဲ့ကျွန်တော်မဖိုးရီကဝဲလာခဲ့တယ်။ကိုမြင့်တန်းရဲ့ရှိကုန်းကမှတိမ်မြုပ်ခစ်ကုန်ခဲ့ပြီ။ဒါပေမဲ့ဟိုရခင်ငယ်စင်ကရေးဆွဲခဲ့တဲ့ကြပြားနဲ့ပကြီးဟာစာအုပ်တွေကိုတော့စာအုပ်ဆိုင်တချို့မှာတွေ့နိုင်သေးတယ်။ကြပြားစာအုပ်ကလည်းနောက်ဆုံးထုတ်ပြီးဟာစာအုပ်တွေထဲမှာပါဝင်ဖြစ်တော့ကြော်ကြားလာတဲ့စာအုပ်ဖြစ်တဲ့အတွက်အောက်ဆိုင်ကဝယ်ခဲ့တယ်ဆိုတော့လေပေါ်ပေါ်ကြားနေမှာမဟုတ်ဆိုပြီးခင်မေတွေးမိပြန်နေ။ဘာပဲဖြစ်ဖြစ်လိုချင်တာရှိရင်မမေကိုပြောမှာပေါ့။ဟုတ်ကဲ့နောက်တလူမလုပ်တော့ပါဘူး။အိုးဒီလိုနဲ့ဘယ်ဟုတ်မှာလဲ။တကယ်လို့သာအတူကကိုမြင့်တန်းရဲ့စာအုပ်တွေကိုလိုချင်ပါတယ်ပူဇာရင်ခင်မေတွေလွယ်ကူစွာနဲ့ဝယ်ယူပေးနိုင်မှာမလား။မဖြစ်နိုင်။ယခုလိုကိုမြင့်တန်းရဲ့ကြပြားစာအုပ်နှုတ်ဒီမော်ရောက်နေခြင်းကိုပဲထောက်ထောင်ဝင်းမောင်တည်သွားရင်ဘလို့နေရှာမှာလဲ။လူလေးမမေပြောတာနားထောင်ဒီဆရာရေးတဲ့ကြပြားတို့အယုတ်ကားတွေကခလေးတို့နဲ့မသိတော့ဘူးလို့မမေထင်နေဒီပြင်လူရဲ့စာအုပ်ကိုဖတ်တော့မမေကိုယ်တိုင်ဝယ်ပေးမှာပေါ့ကိုမြင့်တန်းရဲ့စာအုပ်တွေဝယ်ထားသည်ကိုမိမိကကြည်ပြူနေကြောင်းထောက်ထောင်ဝင်းမောင်တည်သွားရင်ငကောကမတင်ငါပြည့်နေခြင်းကတာလွန်လို့စိုးဝါးကြည့်တော့မီကဲမမေထမင်းသွားစားကြပါစို့သားစာလာပြီအတူကထိုင်ရကားထားလို့သူ့မိရဲ့လက်ကိုဆွဲလို့ခေါ်တယ်မမေဘာဖြစ်လို့ဒီဆရာရဲ့စာအုပ်တွေကိုမဖတ်နဲ့လို့ပြောရလဲကျွန်တော်အသိသဘောကျတာပဲဟောဒီဆရာရဲ့ကြပြားတို့ရုပ်တို့ကြည်နေရဖတ်နေရရင်ဘာလို့လဲမသိဘူးသိပြောတာပဲကျောင်းစာကြည်လည်းမပြတ်ပါဘူးဖတ်ပြရစီမမေရဲ့နော်သဘောကျတယ်
အဲလိုခင်မေထွေးကလှုပ်ခနဲ့မင်းမိပြီးမှဒါမဲ့ဒီဟာကလေးတွေဖတ်စရာမဟုတ်ဘူးလူကြီးတွေဖတ်စရာအချင်းယူယူနေတဲ့လူတွေဖတ်စရာအတူကလူကြီးဆိုရင်ကိစ္စမရှိဘူးအဲ့ဒီကကြားတော့မှပြီးမယ်အခုမမေတိတ်ထားမယ်နော်အဲ့လိုဆက်ပြောမိပြန်နေအတူကမကျေနပ်တဲ့တံအန်ကျိတ်လို့နေတယ်ဟုတ်လားနားလည်ပြီမဟုတ်လားနောက်ပြီးဘာဖြစ်လို့လဲမသိဘူးအဲ့ဒီဆရာရှိသမျှရုပ်တွေကမမေနဲ့တိတ်တူတာပဲအမူအရာရောလက်ဟန်ချင်းရောတဖုံနေပဲအတန်မထွက်လို့သာအတန်ထွက်ရင်လည်းတတန်နဲ့နေမှာပဲထင်တယ်အိုးမင်းနဲ့ကြညံဖတ်မှန်ကွယ်မဟုတ်ဘူးတကယ်ပြောတာဒါကြောင့်မို့သူ့စာအုပ်တွေကိုကျွန်တော်ကြိုက်တာပေါ့ခင်မေတို့ကမမေတို့ရဲ့အတွင်းရေးကိုခလေးသိနေရောသလားဆိုပြီးတွေးမိပြန်နေနော်မမေနဲ့အဲ့လူနဲ့တိဘူးတဲ့မှုတ်လိုက်မမေတိမှုတ်လားခင်မေတို့ကစိတ်မလွန်တယ်လို့ဟိုတီတီလန်းလူကြည့်ရကအိုးကတိကတက်ဘလို့လူလဲဘယ်ကသိရမှာလဲအဲ့လိုခေါင်းခါလို့ညင်းနေဟိုဒါပြည့်တော်ဆန်းတာပဲနော်ကျွန်တော်လည်းသူ့လိုလူမျိုးဖြစ်ချင်တယ်အယုံလာလေးတွေဆွဲကြပြားတွေ၍အမဆရာတော်ကျွန်တော်ကိုကြပြားတော်တယ်တဲ့ပကြီးလည်းမညံ့ဘူးတဲ့အတူတိတ်ဆန်းထမင်းစားမှစားဒီစကားကိုတော်တော့စိတ်မချမ်းသာစွာထွက်ပေါ်လာတဲ့ခင်မေတို့ရဲ့စကားသံကအားရပဲပြောနေတဲ့သူ့ရဲ့စကားသံကိုရက်ဆေးစေခဲ့တယ်ထမင်းစားပြီးလို့အိယာကိုဝင်ချိန်ရောက်တော့အိယာပေါ်မှာလေးလျောင်းနေတော်လေခင်မေတို့ကညနေရပြောခဲ့တဲ့သူ့ရဲ့စကားဆန်နေမနေ့ကကိုင်းမောင်နဲ့ဖြစ်ပျက်ခဲ့တဲ့ဆူဆူပူပူအမှုခင်းတွေကြောင့်စိတ်နှောက်ယှက်အာယုန်တွေဖျောက်ပြည့်ဖြစ်ပြီးတော့တော်တော်နဲ့အိမ်မရတော့ဟုတ်တယ်ကိုမြင်တဲ့ဆွဲသမျှတွေကငါးရုပ်တွေကြီးပဲဒီရုပ်တွေကိုဆွဲပြီးသူ့ကိုယ်သူဖြေပြောလို့မရတော့ပဲအဆုံးမှလူလုံးမလားခင်မေထွေးကဆက်လို့မတွေးရတော့အိယာမှာဘဲလူးညာလေးရင်းနဲ့လွန်ခဲ့တဲ့16နှစ်ကျော်ကျော်အကြောင်းတွေကိုတီးရင်နဲ့တွေးမိလေတော့တယ်ချက်ချင်းငယ်ပြိုင်မြင်မင်းပိုင်အာနဝါဒတ်ပြက်မသာကီရောစီမတုံငွေဝန်းလီတော်ရာရှုံတို့ကဘာကုံကျေသွေးကိုဘယ်မေ့လိမ့်မလဲကဲကိုဝင်းဘယ်နဲ့သဘောရတယ်လဲအနက်အထိပ်ပဲနဲ့မပြည့်စုံလားဘလောက်နူးညံ့တဲ့စာသားတွေလဲခင်မေထွေးကစံနီယာကလုတ်ပေါ်မှာဖြူဝေးပြည့်ဖြူတဲ့လက်ချောင်းလေးတွေလှုပ်ရှားရင်နဗီနာထိုင်နဲ့ဒေါက်တာဝင်းမောင်ကိုရီမမော့ပြောခဲ့တယ်စစ်ဒေါက်တာဝင်းမောင်နဲ့ခင်မေထွေးနဲ့စစ်ဆက်ထားသူဖြစ်သောကြောင့်သာဒီလောက်ကြာပတ်ပြိုးတစ်ပုတ်ဆုံးနေသည့်အာနာဘာနာဆိုသလိုနားထောင်နေကြမှာဘီလက်ပြဆရာဝန်ဖွေကလောကတက်ပညာကိုသာလိုက်စားလာခဲ့သူဒေါက်တာဝင်းမောင်ကဂီတပညာမှာစိတ်ဝင်စားသူစိတ်ဝင်စားနေတဲ့ရှာကခင်မေထွေးရဲ့အကျိုးကြပြီးကျမ်းမာရေးနဲ့ပြည့်စုံတဲ့ကဏ္ဍကိုပဲသူ့ရဲ့မျက်လုံးရည်ထဲမှာခင်မေထွေးနဲ့တူရှင်တွဲလို့ပျော်ပျော်ပါပါသွားလာနေတိုင်းကမိမိဘာသာစိတ်ယုံတယုံဖွင့်လို့ထထဲဝါနေကြမဲ့အရေးတွေကိုသာမြင်အောင်နေတယ်တက္ကသိုလ်နယ်တစ်ခွင်မှာနာမည်တင်မော်ခဲ့သူခင်မေထွေးရဲ့လက်တံကိုနားမဝင်နိုင်ခဲ့ဘူးဒါကြောင့်ခင်မေထွေးကဂီတကျင်မုံကန်ဖွင့်နေသူကိုဂယုမဆိုင်ပြီးအိုးအလက်ကားလုပ်တွေပါအထွေးရဆိုပြီးပြောမိပြောရင်းကအသက်ပြင်းပြင်းရှုထုတ်လိုက်တယ်ဒေါက်တာဝင်းမောင်စိတ်မပါမင်းသေးတဲ့ခင်မေထွေးကစန်နီယာကောင်အားထားပြီးဒေါက်တာဝင်းမောင်ရဲ့နဘေးရှိကလဲထိုင်မှာဝင်လို့ထိုင်လိုက်တယ်အတော်ကြာတော့မှခင်မေထွေးကဒီမေကိုဝင်းအထွေးကိုပုံလူဆွဲမလားလို့စိတ်ကူးနေတယ်ကိုဝင်းကိုပြောချင်နေတာကြားလာပြီအဲ့လိုစကားစားတယ်ဖြူဝင်းနဲ့အသားကြော်ရှင်းတဲ့ကိုဟန်အကျိုးကျတဲ့ကိုလုံးအမြင်နဲ့ချုပ်ပြုံးလေးရရှိတဲ့နီတာတာနှက်ကန်အစင်ပြေတဲ့နာတဲ့ကော့ပြန်နေရဲ့မျက်ခုံးကြည်လင်ဝိုင်းဆက်တဲ့မျက်လုံးနတ်မောင်နဲ့စပင်းတို့နဲ့စင်တိုင်းရီပြင်းတိုင်းလာအကျော်တကထိတ်ခေါင်တင်တရားဆိုပြီးတက္ကသိုလ်ကျောင်းတော်မှာနာမည်ကျော်လာအောင်အလှကိုပြေရှမ်းလျက်ရှိသူခင်မီထွေကမိမိရဲ့အပြိုဘဝကိုတော်တော်နဲ့မစွန့်လွတ်ခြင်းအဲ့ဒီအချိန်ကလန်ဒန်ပြန်လာပြီးစားဖြစ်တဲ့ဒေါက်တာဝင်းမောင်ကအစိုးရဆေးရုံကြီးမှာဆရာဝန်ကြီးတူဖြစ်သူခင်မီထွေရဲ့ဖခင်ဥပထွေရဲ့လက်အောက်မှာဝင်ရောက်ပြီးတော့ကိုညင်လောက်ကင်နေရဆဲဖြစ်တဲ့အတွက်မင်္ဂလာကိစ္စကကြက်ကြာနေခဲ့ခြင်းဖြစ်တယ်တက္ကသိုလ်ရမင်းရုပ်ကလေးဆိုပြီးကျောင်းကပွဲဧကံပွဲဒီမှာစန်နီယာတီယောစုပါနာမည်ရခဲ့တဲ့အလှပြေမလေးကမိမိရဲ့ယူပါယုံကိုနောက်လူတွေကိုကြွားလူတွေစန္ဒာရှိရှာတယ်ဆွဲပေါ့ကောင်းတာပဲဘသူစီမှာဆွဲမှလဲပကြီးဆရာရောတွေ့နေမလားအဲ့လိုဒေါက်တာဝင်းမောင်ကကြည်ပြူစွာနဲ့ထောက်ခံနေသူကိုယ်တိုင်လည်းချစ်သေးညာလေးရဲ့ရုပ်သွင်းကိုမဝင်ပြတ်ဆွဲယူနိုင်မယ်ပကြီးဆရာကိုစဉ်းစားတယ်ခင်မေတို့ကပကြီးဆွဲရဲ့ကြံကလေးကပကြီးဆရာတယောက်ကိုတွေ့ထားခဲ့တယ်ထို့သူကဝီတုမဂဇင်းတို့ရဲ့မျက်နှာပုံးတိုင်းလိုကိုပဲရေးဆွဲနေုံများမကမကြသေးမီကကျင်းပခဲ့တဲ့ပကြီးပြိုင်ဝဲမှာပထမဆွဲခဲ့သူဘီလက်ပြန်ပကြီးဆရာကိုမြင့်တန်ပဲဖြစ်တော်တယ်အဲ့ဒီအချိန်ကဆိုရင်ပကြီးဆရာကိုမြင့်တန်ရဲ့နာမည်ကတနိုင်ငံလုံးလူတိုင်းရဲ့ပါစပ်ပြားမှာတီးလို့နေတယ်ကိုမြင့်တန်ရဲ့အယုတ်ကအများရဲ့စိတ်မြင်ကိုယူပြီးဖက်ရှင်သစ်ထွင်ကြတယ်ပကြီးယာမာသာမက
မြန်မာကဗျာလင်္ကာမှုမှာပါကျွမ်းကျင်တဲ့ကိုမြင့်တန်ကဗျာနဲ့တကွတော့ပကြီးစာအုပ်တွေကိုရှောင်းလို့စီးပွားရေးချောင်လင်ခဲ့တယ်။အမြဲတမ်းကြည်လင်ပြုံးရှိပြီးအသက်ဝင်နေတဲ့ပကြီးကားတွေကမြင်သူတိုင်းမဝယ်ဘဲနဲ့မနေနိုင်ဖြစ်ခဲ့ရတယ်။ကဗျာဝါသနာဦးခင်မေထွေးလေးကိုမြင့်တန်ရဲ့စာအုပ်ထွက်တိုင်းဘက်ကဲ့သူတယောက်ပဲ။ဟိုကိုမြင့်တန်ဆိုတဲ့လူမကောင်းလား။အဲ့လိုခင်မေထွေးကအဆောက်ဖော်ပြီးတော့မှဒေါက်တာဝင်းမောင်ကတတိယလာတဲ့ဟန်နဲ့နှစ်ဘူးပြိုလက်ဝါးနဲ့ရိုက်လိုက်တယ်။မြင်တတ်လားသူကကိုတို့နဲ့ငန်းတငယ်ချင်းနေပဲဘီးလက်မှလည်းတူတူနေလာတာပဲအထွေသွားကျင်တဲ့အချိန်မှာပြောလေကိုကြီးမောင်ရဲ့စကားကြောင့်ခင်မေတွေ့အားတက်မိတယ်အလိုလိုက်ပြီးစိတ်ကြိုက်ကိုပြည့်စွန်တဲ့ချစ်သူကိုကြည်နေမိတယ်ဒါဖြင့်ကိုကြီးဒီကနေ့လိုက်ဖို့ပါလားအထွေတယောက်တည်းတော့မသွားရဘူးအိုးဘာများကြောက်စရာရှိလို့လဲဒီကောင်ကလေတိတ်သဘောကောင်းတဲ့အကောင်သူနဲ့တွေ့ရရင်ပြောရတာကြည်ပဲငငယ်ရွယ်နဲ့နေမကျော်တယောက်ဖြစ်နေပေမဲ့ဘယ်တော့မှဟန်ကြီးပန်ကြီးမလုပ်ဘူးစိတ်ထားကလည်းနူးညံ့အပြောဆိုလည်းရင်ကြီးအဲ့လိုဒေါက်တာဝင်းမောင်ကအားရပါရကိုမြင့်တန်အတွက်တာဝန်ခံနေသည့်တိုင်အောင်အိုးဒါကတော့ကိုဝင်းနဲ့ကလက်ဘင်းဖက်ကြီးလာတဲ့ငင်းငယ်ချင်းတွေဦးအဲ့လိုခင်မေတွေ့ရစင်ကြေတက်နေပြန်နေမဟုတ်ဘူးတွေ့ဒါကြောင့်မဟုတ်ပါဘူးအခုမှတွေ့ရတဲ့လူကိုလည်းငယ်ပေါင်းလိုခင်မေတက်တယ်သူကတော့ဘသူဖြစ်ဖြစ်ဖော်ဖော်ရွှေရွှေပဲဒါကြောင့်မကြည့်ပါလားသူ့ရုပ်တရားဘယ်တော့ဖြစ်ဖြစ်ကြည်ကျင်လင်းလင်းရွှေရွှေမြုံမြုံနဲ့ကြည်ပဲဒါပေမဲ့မတော်ရဲတာဘာများပါလဲသူ့မိန်းမလားဗါတဲ့ကျူကျူဆိုတဲ့မိန်းမသူ့ပကြီးကားဒီမှာပုံလူဆွဲတဲ့မိန်းမချောချောသူလားသူကမြင်တန်းလန်တန်းကိုမသွားခင်တည်းကမြင်တန်းတို့မိမွေးစားထားတဲ့ကောင်မလေးမြင်တန်းလန်တန်းကပြန်လာပြီးအဖွားကြီးတည်သွားတော့သူတို့နှစ်ယောက်ကြမ်းရင်ခဲ့တာလင်မယားမဟုတ်သေးပါဘူးသူရှိတော့ဘာဖြစ်သေးလဲဒီလောက်ချောလာတဲ့မိန်းမရှိမှာအထွေးတို့လိုအယိုးစိုးကြီးကသွားရမှာရှက်စရာကြီးမဆိုင်တာတွေပြောနေပြန်ပါပြီမြည်တို့ပဲတက္ကသိုလ်ထဲမှာအလှပြေးမှလေးလို့ကြော်ကြားကင်းလေးကစားတကယ်မိမကျော်တွေနဲ့ဆက်ဆံခဲ့သူပကြီးစာတူရဲ့ရှေ့မှာမိမိခန္ဓာကိုရက်ပြဖို့ရှင်ခင်မီထွေးအတွက်ရှက်သွေးဝင်စရာပဲဖြစ်တော်တယ်ဒေါက်တာဝင်းမောင်ဖို့ဒီကိစ္စမျိုးမှာနားမလည်ဘူးဘာလဲဘလို့လဲမသွားဘူးလားသွားမှာလားဘသူကမသွားဘူးလို့ပြောနေလို့လေသွားမှာပေါ့သွားခြင်းလို့ပြောနေတာများခင်မီထွေးကချစ်စပွဲမျက်စောင်းကိုထိုးလိုက်တယ်သွားမှပြန်လို့လေဘာလို့နေရလဲပြင်တော့လေစိတ်တောင်ပြက်လာပြီအဲ့လိုဒေါက်တာဝင်းမောင်ကစိတ်မရှိတယ်လို့ညီးတယ်ဒီတော့မှအောင်မေကိုဝင်းစိတ်ပြတ်တော့ဘာရေးလဲအဲ့လိုခင်မေထွေးကရေမမောနဲ့ပြောရင်အိမ်ငန်းထဲကိုပြေးဝင်သွားတယ်မကြမီပဲကဲသွားကြစို့ဆိုတဲ့အတန်းနဲ့တကွနှစ်ယောက်သောမော်တော်ကားနဲ့ထွက်လာခဲ့ကြတယ်ကင်းမလန်ထွက်လာတဲ့မော်တော်ကားကပတ်လန်တိုင်းထွက်ခဲ့တယ်ကားမောင်းသူကဒေါက်တာဝင်းမောင်ဖြစ်တယ်တလန်းလုံးဘသူမှစကားမပြောကြဘူးကားအချာကြီးလန်းကုတ်ကိုင်းလန်းယူနီဗာစီတီလန်းအတိုင်းမောင်းပြီးတော့ကမာရွတ်ဌာနလန်းဆုံးမှပြည်လန်းဘက်ကိုကျိုးဝင်ခဲ့တယ်အင်အားကန်တာရောက်တော့မှခင်မီထွေးရစကားစားတယ်ဘယ်တိအောင်သွားရမှာလဲအဝေးလား9မိုင်တင်မှာရောက်ကနေပါပြီသူအိမ်မှာရှိပါမလားမျိုးရဲများသွားနေရောသလားရှိပါတယ်ဒီကောင်ကအယုတ်ဆွဲစာရေးနေရမယ်ဆိုရင်ဘဲမှမသွားဘူးဒီလောက်ကသူ့ဖို့အပြောဆုံးပဲခင်မီထွေးကဝမ်းသာနေရရှိတော့လေလမ်းစိတ်မပြောက်သေးဘူးကိုမြင့်တန်းတယောက်တည်းရှိရင်တော်ပါသေးရဲ့ကျူကျူပါရှိနေမှဖြင့်စားသဖြင့်ရင်ထဲထိတ်ခုံးနေတယ်ကားကမရန်ကုန်ဌာနကိုကြော်ခဲ့ပြီးပြည်လန်းဟိုတယ်ကိုလွန်ခဲ့တယ်အဲ့ဒီမှာလမ်းမကြီးရဲ့ဘက်မြင်းဒီလမ်းကလေးတွင်ဝင်ခဲ့တယ်မကြမီကားကပုံနေပင်ပန်းပင်ကွန်သီးပင်တို့ဝင်းရံထားတဲ့အတွက်စိန်လန်းဆိုပြလေးရဲ့ရှိတဲ့တိုက်ခိုင်တလုံးရှိအောင်ဝင်ရောက်လာတယ်ကားရလိုက်တာနဲ့ဒီပိုင်းနဲ့အိမ်တွေကခင်မေထွေးနဲ့မတိမ်မီမိမတယောက်ထွက်လာလို့အကိုလေးနဲ့တွေ့ကြလို့လားရှင်ဘာကိစ္စမှလဲဆိုပြီးစီးကြုံနှုတ်ဆက်တယ်ခင်မေထွေးကမျက်နှာကိုမြင်ုံများနဲ့ကိုမြင့်တန်းရဲ့ပကြီးကားမှမြင်နေရကျူကျူမဲသိလေဟုတ်တယ်ကိုမြင့်တန်းရှိလားဟုတ်ကဲ့ရှိပါတယ်ကြွပါဝင်ခဲ့ပါအကိုလေးဟောဒီမှာဧည့်သည်တွေလာနေတယ်ကျူကျူကပြပြတလင်းကိုမြင့်တန်းရှိရလှမ်းခေါ်တယ်ချက်ချင်းပဲကိုမြင့်တန်းထွက်လာတယ်အယုတ်ဆွေးနေကိုင်းဖြစ်ရန်တူတဲ့ကိုမြင့်တန်းကအနောက်နိုင်ငံသားပကြီးစရာကြီးတွေဝင်းလေးရှိတဲ့အင်ကြီးရှိကိုဝတ်ထားတယ်မျက်ခုံးကောင်းမျက်လုံးပြူပြူနှာရန်ပေါ်ပေါ်နဲ့ဒေါက်တာဝင်းမောင်လုံးမဝတော်လေညင်ညွတ်တဲ့ကိုလုံးရှိသူကိုမြင့်တန်းကလူကြောတယောက်ဖြစ်တယ်ဟာဝင်းမောင်ငါဘသူတွေလဲလို့ကိုမြင့်တန်းကအံ့အားသင့်စွာပြောနေရကခင်မေထွေးကိုတေချာစွာနဲ့ကြည့်တယ်အေးကွာလန်ဒန်ကပြန်လာခဲ့ရခုမှတွေ့ရတယ်သူ့လားမင်းနဲ့စိတ်ဆက်ထားရတယ်ဆိုတာအေးဟုတ်တယ်ဘသူတွေမက်ခင်မေထွေးသတင်းစာထဲမှာပါတာမနေ့မှတ်ထားရတယ်ဒါဖြင့်မင်္ဂလာဆောင်ကြရင်လက်ဖွဲ့ဖို့ရှာထားမှာပဲ
ဝမ်းသာအရာပြောနေတဲ့ကိုမြင့်တန်းရဲ့စကားကြောင့်ခင်မေတွေရှက်သုံးဝင်မိတယ်။ကဲထိုင်ကြပါဦး။ကျွတ်ကော်ဖီဖြော်ခဲ့ပါကွယ်။ထွေရလေးပါပြောဆိုနေခဲ့ကြရမှာအထွေးရဲ့ကိစ္စအတွက်စကားဆကြတယ်။အော်ဆွဲတာပေါ့။2 ရက် 3 ရက်နဲ့ပြီးပါတယ်။ဟိုတနေ့ကိုတနားရီလောက်လာပါလား။ဆွဲပြပါမယ်။လာနိုင်နေမဟုတ်လား။ဟုတ်ကဲ့လာနိုင်ပါရဲ့ရှင်။ဒါဖြင့်ပြီးတာပဲ။အော်ဒါတက်ခမစန်နီယာတီးတက်တယ်မဟုတ်လား။လုံစမ်းမအောင်ဗျာအပြင်းပြေလေ။ကိုမြင့်တန်းကရွှေမျိုးစွာနဲ့တောင်းပန်နေခင်မေတွေကရုတ်တရက်လန့်သွားပြီးအထွေသိမ့်မတတ်ပါဘူးလို့ညင်းလိုက်တယ်။ဦးဗျာလှုပ်ဆမ်းမှာလူသားခုမှတွေ့ဘူးရပေမဲ့ခင်ဗျားရဲ့သတင်းတွေကတော့တက္ကသိုလ်တိုင်းမှာတော်တော်လေးကိုပြတ်နေရပဲ။ဒီကကျူကအခုမှတင်တော့ရှိသေးတယ်။သိမ့်မတတ်ရှာသေးဘူး။ကျွန်တော်လေးဝါသနာတော့ပါပါရဲ့။တချင်းလောက်ပဲစူတတ်တယ်။အတိတော့ဘာမှမရအောင်လုပ်ပါဗျာ။စံနေရလေးရှိပါတယ်။ကဲတီးပြလိုက်ပါတွေ့ရဲ့။ तू ကပကြီးနဲ့နမိတ်ယူတော့အထွေးကလည်းဂီတပညာနဲ့ကြွားလိုက်တာပေါ့။ဒေါက်တာဝင်းမောင်ကရီရီမောမောတိုက်တွန်းပြန်နေကိုမြင့်တဲ့ကလည်းဒီလိုပေါ့ဗျာတက်တဲ့ပညာမနေတာပေါ့ဆိုပြီးတောင်းမှန်တော့ခင်မေထွေးကမတက်တာတော့ပဲစန်နီယာရှိတာကိုထွက်လာရတယ်စန်နီယာဖုံးကပွင့်လာပြီးဖြူပွေးတဲ့စန်နီယာခလုတ်တွေပေါ်ခင်မေထွေးရဲ့နျူထရီရဲ့လက်ချောင်းလေးရဲ့လှုပ်ရှားစာပြုတ်လာတယ်အော်ကျွတ်လာအောင်ဒီမှာတီးခွက်လေးပါလေအထုခိုးရအောင်စန်နီယာတန်ကြားထွက်ပေါ်လာတဲ့ကိုမြင့်တဲ့ရဲ့တန်နဲ့မရှိမနာဟုတ်ကဲ့လာပါပြီကိုလေးဆိုရင်ကျွတ်ရဲ့တန်ထွက်ပေါ်လာတယ်ကဲအခုကျွတ်တက်နေတဲ့တချင်းကိုတီးပြပါနော်ကျွန်တော်ဆိုပါမယ်ကျွတ်ကဘာတချင်းတက်နေလို့လဲဟိုကျမအခုပပြိုးတွေကတက်နေတယ်ဟိုဖြေရောက်ခွေဆိုတာရတယ်မဟုတ်လားကျွတ်ကရိုသေးစောမင်းရင်နဲ့နဘေးဘက်မှာဝင်လို့ထိုင်လိုက်တယ်ဟုတ်ကဲ့ဟိုရပါတယ်ကဲဆရာဆိုပြီးတော့အထွေးကစန်နီယာကိုတီးစပြူရီအောင်မြင်ခန့်ညာတဲ့ကိုမြင့်တန်းရဲ့အတန်ကစန်နီယာတဲ့နဲ့ရောပြန်လို့တကန်းလုံးဟိစီတယ်ဒီကွယ်အပြည့်နဲ့ကျင်းလဲစာတီးနေတဲ့စန်နီယာတန်ကနားထောင်လို့မငြင်းနိုင်ခဲ့ဘူးပပြိုးတပုံးလုံးမှာလမ်းစုပ်ကြေခွဲဝရစကလုံးနေနဲ့ပြည့်နေနေရဲ့ပြင်ဆိုနေသူမှလည်းကျူးနာတဲ့ပါနေတော့ကြားသူတို့ကပြီးဆုံးသည်ကိုတော့သတိမထားမိတော့ဆိုနေရင်းနဲ့တပြန်းနဲ့အဆုံးသတ်လိုက်တယ်ကောင်းပါပြီဗျာဒါပေမဲ့ကျုပ်တော့မကြိုက်ဘူးဒေါက်တာဝင်းမောင်ကရင်းနှီးသူချင်းပြီးချင်းမွန်းတယ်လို့နဲ့နှက်လိုက်တယ်အိုးဒါကတော့ခမည်းမဝါသနာမပါပဲဘူးကျွန်တော်တို့အဖို့မှာတော့တကယ်ကိုကြည်နူးတာပဲကဲကျူမကျင်လေသေးတဲ့အပိုက်ကိုပြန်မြခိုင်းလေနေပါဦးဟိုနေရလေဗါတဲ့ချစ်သူငယ်သူကဝေးပါဖို့ဗျာထွေပြားတစ္ဆာဆိုသူမြစ်တာညုံမှုညင်းပြီထင်လေသွေရှားပြက်ကွာတစ္ဆာဆိုသူရှိပြီထင်လေအဲ့လိုဆိုတာမှာဟိုကျူတီးရတဲ့အကွက်စိတ်တယ်ပြန်လို့စမ်းမအောင်ဝါသနာပါသူတို့ဖို့တော့ပျော်ရွှင်ကြည်နူးနေကြသလောက်ဝါသနာမပါသူဒေါက်တာဝင်းမောင်ကပြင်းလာတယ်တပြည့်ပြည့်လည်းရဲလာတဲ့ခင်မီတွေးရတော့ကို့ဆိုနဲ့ကို့အတီဖြစ်လာတယ်ဟေးဘုံးဝင်းမဟာမင်းနေငယ်ကန်ကောင်းတဲ့အကောင်ပဲကွာမင်းမက်ခင်မီတွေးနဲ့ရတာကော်တာပဲကွာဘာဖြစ်လို့သူ့ကိုစောစောတွေကငါနဲ့မိတ်ဆက်မပေးတယ်လေစောစောတည်ဘလောက်ကောင်းလိမ့်မှာလဲအတန်းကလေတကယ်ရှာဓမြသွင်းမှလားကို့ဒီနဲ့ကို့ဆိုဖြစ်ဖြစ်ခမားဒီနဲ့ကျွန်တော်ဆိုဖြစ်ဖြစ်ဟမ်ဓမြသွင်းမလားလောက်ပါဓမြကံဒီမှာကျွန်တော်တည်ရှိပါတယ်ကိုမြင့်တန်းရဲ့စေရောကိုပါချီမိုးတန်တို့လေးစုညံနေကဲပြန်ကြစို့တော်ရော့ပေါ့နောက်မှတယောက်တည်းလာတာပေါ့အဲ့လိုညနေဆောင်ခဲ့တော့ကိုဝင်းမောင်ကလော်တော့မှမခင်မီတွေးလဲထတော့တယ်အပြန်မှာခင်မီတွေးရဲ့လက်ကိုကိုင်းလို့ကျူကအမရီပမာလိုက်ပို့ရှာတယ်မမတွေးနောက်ကိုလည်းလာအောင်နော်အိမ်နေရာစားလို့တရက်ကြာနေရက်ကြာစားတဲ့ဖြင့်ခင်မီတွေးရောက်လာတတ်တယ်တနင်္လာကြော်ကြော်မြပုံလူရေးဆွဲလို့ကျန်တဲ့အချိန်ဒီမှာစန်နီယာတီတချင်းဆိုကြခြင်းနဲ့သာကုန်လွန်စေခဲ့တယ်လာပါဗျာနေတိုင်းလဲအားရင်လာပါကျွန်တော်တို့ကခင်ဗျားကိုတိတ်ခင်းနေကြပြီကျူအပြင်ခင်ဗျားအကြောင်းခဏခဏပြောရှာတယ်စားသောစကားတွေကခင်မီတွေရဲ့ပုံမှာထားရှိတဲ့ကိုမြင့်တန်းနဲ့ကျူတို့ရဲ့မြစ်တာတဲ့ကိုဖော်ထုတ်ရပြရုပ်တည်ဖြစ်ခဲ့ပြီအကိုလေးဘာတော့ကျူရဲ့မမတွေရရုပ်ကြောသလောက်သဘောကောင်းတယ်နော်ဘာလို့လဲကျူရဲ့ဘာဖြစ်လို့ရတော့မဟုတ်ပါဘူးကျူလေးသူ့ကိုမြင်ချင်းအမရင်လိုပဲခင်မင်မိတယ်ငါအမရင်ဖြစ်ရင်ကောင်းမှာပဲလူတော်တွေးပြီးတော့ဖြစ်ပါစေတော့လို့ဆုတောင်းမိတာကိုမြင့်တန်းကပြုံးရင်းနေငီးခင်မီတွေရဲ့ဝင်ပါတဲ့တံတန်ကမျက်လုံးထဲမှာရေဝဲလိုလာတယ်ကျူသာမဟုတ်ဘူးကိုလေးလည်းသူရောက်လာတဲ့နေရာစပြီးသူမျက်နှာလေးကိုသာအမြဲတမ်းမြင်အောင်နေမိတာသူမလာတဲ့နေ့ကျရင်ကိုလေးရှင်ထဲမှာဘာဖြစ်မှန်းလည်းမသိဘူးဟာတာနဲ့ကိုမြင့်တန်းရဲ့အသင်းလုံးကြားထွက်ပေါ်လာတဲ့စကားတွေကနှုတ်ပြအောင်မရောက်မီလေချောင်းထဲမှာတိတ်ဆုပ်ပြောက်ွယ်သွားတဲ့အတွက်အပြင်ကိုထွက်မလာပဲတပြင်းချတဲ့သာရှန်ထွက်လိုလာတယ်ပြင်းထန်တဲ့တပြင်းချတဲ့ကြောင့်ကျူကလမ်းလိုသွားတယ်ဒါပေမဲ့လေကျ
ကျူကတော့ကိုလေးနဲ့နေရတာကိုဘယ်တော့မှမမြင်ဘူးကိုလေးနဲ့ကျူနဲ့နေရတာစိတ်ချမ်းသာတယ်လို့ထင်တယ်ကျူဘာကိုဆိုလိုတယ်ဆိုတာကိုမြင်တဲ့မစင်စားတတ်ခဲ့ဘူးကျူကစကားနဲ့သူတယောက်ဖြစ်တယ်စာဖတ်ခြင်းစံနေရတီးခြင်းအိမ်တော်မှုထိန်သိမ်းခြင်းတွေဟာကျူရဲ့နေစဉ်ဝင်တရားတွေဖြစ်တယ်တခါတည်းကိုမြင်တဲ့ကိစ္စရှိလို့ကောမှမိမိကံထွက်လာလို့လင်းမြန်ပြက်လက်စွာကိုမြင်တဲ့ခိုင်းသမျှကိုလိုင်းလာကြည့်မြွန်စွာနဲ့ဆောင်ရွက်တတ်တယ်ဟုတ်တယ်ကိုလေးဖို့မှာကျူလောက်ချစ်တဲ့သူမရှိသေးဘူးကိုမြင်တဲ့လေးလေးကြီးပြောလိုက်တယ်ဒါပေမဲ့ခင်မီတွေရဲ့ယူပါယုံကဖြောက်လို့မရနိုင်ကြဘူးအမားအမှန်ထိုနဲ့တန်ကိုဝေဖန်ပိုင်းချတိတက်ညာလို့စိတ်သားပြုစီကြည်လင်နှလုံးရွှေကြိုပြုံးကနေရစွာတိပူပြပါဆွဲမျက်လုံးသေးတွေပလဲငွေဦးမျက်ရည်စုတို့ကြားလူနီများဆွေးခဲ့ရလေတောကမတာတရားတန်ဝေစိတ်ကိုဖြီးခဲ့ကိုမြင့်တန်းကဖောင်တေုံဘေးကိုချလိုက်ပြီးဒီမှာအတွေ့ခဏလိုခေါ်လေတယ်ဖက်ကြည့်စမ်းမအောင်ကိုမြင့်တန်းရဲ့တောက်ပြောင်ဆူရှားတဲ့မျက်လုံးတန်ကိုခင်မီတွေ့ရမခံနိုင်တော့ကြပြောင်ဖက်ပြီးခေါင်းငုံနေတယ်နောက်လာမယ့်ပကြီးမြင့်တန်းရဲ့ပုံတွေကအထွေးရဲ့ပုံတွေကြီးပဲဖြစ်တော်မယ်အထွေးတန်လှတဲ့သူတွေရှိတာနေဟာခင်မီတွေ့ရအထိတ်တလန့်ပြည်တယ်ရကုလက်ရှိလက်ဆွဲတော်ကြည့်ကြတော့မမိတက်လွန်စွာလှပသူတယောက်လိုတွေးထိမိရဲ့အတိုင်းဖြည့်ခြင်းပဲဒီချိန်ထိပကြီးမြင့်တန်းရဲ့အယုတ်ကားတိုင်းမှာကျူပါဝင်နေရမှုတ်ပါလုံးကိုမြင့်တန်းနဲ့တွေ့ဆုံမှုလာသူတိုင်းအံ့အားသင့်ပြီးငေးလို့ကြည့်မိရဲ့တိလှပပေတယ်ဆိုပြီးကြော်ကြားသူတယောက်တို့လက်ကင်ထားသူဟာမိမိကိုတလို့ပြောနေတာပြောင်းလောင်ခြင်းမြေလားဆိုပြီးတွေးတော့မိပြန်နေဒါလည်းဟုတ်ပါတယ်ဒါပေမဲ့ဒီမှာကြည့်ပါဦးကိုမြင့်တန်းကဖောက်တင်ကိုကောက်လို့ကင်ပြီးရေးပြန်နေသူငါဆိုလေထိုးချစ်ကအစစ်မှန်စွာဘယ်သောအခါမှချမ်းသာသူကမကြုံရတည်လောကတန်ထွားမနေသာ၍ငါမှချစ်ပွဲဝင်းခွာနှင်းမိပြေလဲမပြေဆွေးစိတ်ဝေခဲ့မျက်ရည်ဆက်လက်ဝမ်းနည်းလျက်သာတို့ဖြစ်ပါလေဝါသနာကြောင့်ကိုင်ငါစုတ်တန်ရေးမိကြံတိုင်းထက်ရန်နဲ့ရွာဘုံကလာသောသူစာနဲ့နွယ်လှမျိုးကျွေဤတင်းတယ်လှစွာတရံသားလျင်ဘေကမပြတ်ပေါ်ကထွက်ခဲ့စိတ်ညစ်လျက်ရှိရဲ့နိလေချင်းဖြစ်ခဲ့သည်စိတ်ညစ်တဲ့ဒီအချိန်မှာစကားတန်ခင်းမဲ့တဲ့အခန်းတွင်မှာတော့စကုပေါ်မှာရေးကျင်နေတဲ့နေသွားရဲ့တန်သာထွက်ပေါ်လျက်ရှိတယ်အဲ့ဒီအခိုက်ပရင်းပေါက်ကတိုးဝင်လာတဲ့လေယူတွေကြောင့်ခင်မီတို့ရဲ့နဘူးရှိဆိုင်ရင်တို့လှုပ်ရှားလျက်ရှိတယ်ကဲရော့လီဖတ်စမ်းမအောင်ကိုမြင့်တန်းကဖောင်တေုံတောက်ကနေမြောင်ချလိုက်ပြီးတပြင်းတစ်ချက်ချလိုက်တယ်ကြပြာကိုဖတ်ရင်ခင်မီတွေကလက်တွေတုံရင်းတွေခုန်လာတယ်ချက်ချင်းပဲနှစ်ယောက်တည်းရှိနေသည်ကိုသတိပြုမိပြီးရှက်သွေးတွေဖြားလာတယ်ဖြူဝင်းနဲ့မျက်နှာလေးကပန်းတွေအောင်တန်းလုံလာတယ်တခြားသူတယောက်ကသာဒလိုကြပြမျိုးကိုလာပေးရင်ခင်မီတွေကထိုသူ့ကိုထူထောင်ကုန်ပဲလို့ဆောင်ရွက်ကိုလည်းစုပ်ကြည့်ပြီးတွေ့ကြရပြောပြမှမလွယ်ဘူးဒါပေမဲ့ရေကူကတော့ခင်မီတွေကဘာမှပြန်မပြောဘဲစိတ်သာနေမိတယ်အဟုတ်ကိုပဲခမရလေဟိုနှက်ပုံကြောက်တက်ကဘုံကျိုးပြက်ပြီးကြာလာတဲ့နတ်မိမယ်လေးပဲသူစားနှဝင်လေးမှုကျွန်တော်လူတွေနဲ့မန်းဆက်ဘူးမနီးဆက်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကျင်းနေပါတယ်ကျွန်တော်ကမိမတွေများကြီးနဲ့ဆက်ဆံမှုခဲ့တယ်မိမတွေကိုမိတ်ဆွေဖွဲ့မှုခဲ့တယ်ဘယ်မိမမှကျွန်တော်စိတ်ကိုကြာရှည်ကြည်နှောအောင်မတတ်နိုင်ကြဘူးဘယ်တော့မှကောင်းကျိုးမပေးတာတွေမို့တော်တော်ပဲစိတ်နာနေမိတယ်ဒီအတွင်းအထွေးနဲ့လာတွေ့ရတယ်အထွေးပေါ်နည်းနည်းလေးမှမမုန်းတဲ့အပြင်အကျဉ်းတော်တွေပို့ခဲ့တယ်ကျောင်းနေပဲရဲ့ဇနီးလောင်ဆိုပြီးဘလို့ပဲစိတ်ကိုပြေခဲ့ပေမဲ့မပြေနိုင်ခဲ့ဘူးမလက်မာနေများကျွန်တော်မှမလုပ်ပါဘူးကျွန်တော်ချစ်မိတာအထွေးလားလို့အတန်ကောင်းလို့မဟုတ်ဘူးအသေးနှလုံးထဲကခွဲထွက်လာတဲ့ကျွန်တော်အချစ်ကအရှိများနှကန်းဒီပေါ်မှာတည်နေရမဟုတ်ဘူးအထွေးရဲ့စိတ်ဓာတ်တွေကိုနှိမ့်သက်တယ်ဂုံတီကိုလေးစားတယ်ဒါကြောင့်ကျွန်တော်ဘလို့ပဲဆွေးရဆွေးနေမယ်မကြောက်ပါနဲ့ဗျာကျွန်တော်သစ္စာရှိပါတယ်ဒီရစားအခုကစရည်တဲ့ပုံတွေမှာအထွေးရဲ့ပုံတွေကိုသာဆွဲပြရစီနော်ခွင့်ပြုပေးပါအဲ့ဒါပဲကျွန်တော်မှဖြည့်စရာရှိတော့တယ်ရောအနီနဲ့သမီးကိုချစ်မိကြတဲ့တကြားမင်းနဲ့တကွနတ်သားလေးဟာနတ်သမီးကိုချစ်မိလို့ခံစားရတဲ့ဒုက္ခကိုဘယ်လိုဥပမာနဲ့နှိုင်းရှင်လို့မှမရရှာကြဘူးကိမ္မန်ရုနမင်းကြီးရဲ့သမီးသူရိယဝိဆန္ဒနတ်သမီးကိုချစ်မိတဲ့ပြင်စားတီကနတ်ဆောင်သမားဟာလေအဲ့ဒီချစ်ဒုက္ခအတွက်ဘယ်လိုစောင်းချင်းနေဖွဲ့လို့မှအချစ်ရဲ့ဗမနာကိုထင်ထင်ရှားရှားမသိတယ်လို့ကျွန်တော်လေကျွန်တော်ရှင်ထဲမှာဖြစ်နေရတွေကိုအထွေးနားလည်အောင်လို့ရှင်းမပြတတ်တော့ရှင်ထဲဝမ်းနေရတာမကရိုးရင်းကြည်စီကထွက်လာရင်တူတဲ့စကားသံတွေဖြစ်တယ်စိတ်ထဲမှာရှိသမျှကိုတစ်ချိန်နဲ့အန်ထုတ်တယ်သူ့ရဲ့တောက်ပြောင်တဲ့မျက်လုံးမှာမျက်ရည်တွေဝိုင်းနေခင်မီတွေကဘာမှပြန်မပြောပလဲဥပမာကျင်လင်းတဲ့မျက်ရည်တွေကပါးပြင်းတခြားစီးလာလျက်ရှိတယ်ကဲနင်းနဲ့လည်းမထင်ပါနဲ့ပြန်มาတော့ဗျာနော်နောက်ကိုတယောက်တည်းမလိုက်ကောင်းမယ်အဲ့လိုချင်းကန်စွာငိုတံမာနဲ့ပြောပြီးမှတပန်းအိုးနေပါအောင်လေ
နောက်ကိုတယောက်တည်းလဲလာတာပေါ့နော်လာပါကျွန်တော်တော့သူ့ယောက်မနဲ့တွေ့ခဲ့တဲ့စင်မြူရှင်မင်းလိုဖြစ်နေပြီစပင်စုပ်ပွားဖြစ်နေတဲ့ဦးကောင်းကိုလေးစေးစွာရိုင်းရင်းနဲ့ကလထိုင်ပေါ်ကျိုးပြတ်သွားတဲ့အယုတ်ပံမှာလင်မက်တက်ထိုင်ချလိုက်တယ်အိန္ဒိယစားလို့ခင်မေထွေးကပေါ်မလာတော့ခင်မေထွေးကကိုမြင့်တန်းဖို့တော့အမှန်မင်းအထက်ရက်နှစ်ရွာကကြလာတဲ့သူစာနဲ့နယ်ကလေးတစ်ပိဖြစ်နေတော့တာပါပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့ချစ်ကျွေးမပြေဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကစနေတတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇလန်းလေးကိုဖျက်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်